အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရတယ်ပြန်နေကြိုဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုအမြဲကြည့်ရှုအားပေးနေတဲ့ညီကိုတို့မတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကစုံမကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပြီဝင်လာပြီးဆိုရှင်းမှုရှေ့အားကူညီမယ်လက်မလေးတွေဝိုင်းဝန်းကူညီပေးမယ်2 3 3နဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share မယ်အများပေါင်းမနေရလေးတွေမှာ share ပေးမဝေရဲ့မိသားစုတွေကိုရာစေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်ရှေ့တစ်ပတ်တော့အဖွဲ့ဝင်ကျမရဲဆိုတဲ့မိသားစုတွေတနင်္လာအင်္ဂါဗုဒ္ဓဖူး3ရက်စာစားတို့ပတ်တီတစ်လုံးနဲ့မွေးကနန်း3ခွက်လိုကျမရဲဆိုတဲ့မိသားစုတွေကဆက်ကြီးလေး1000ကျပ်နဲ့မဝေရှိမှာအဖွဲ့လာဝင်မယ်နော်အဖွဲ့ဝင်မယ်ကဆက်ကြီးလေး1000ကျပ်နဲ့အဖွဲ့ဝင်မယ်1000ကျပ်ဆိုတာလူတိုင်းဝင်နိုင်တဲ့ပမာဏနော်အခုခေတ်မှာဆိုရင်ကွန်ဘိုဆက်လိုက်ဖို့မဟုတ်လေးပဲရှိတယ်1000ဆိုတာနော်မဝေမိသားစုတွေဝင်နိုင်တယ်မဝေဖုန်းနံပါတ်ဒီ Viber 3နဲ့နော်မဝေဖုန်းနံပါတ်ဒီ3996034939ဆိုတဲ့ဖုန်းနံပါတ်တစ်လုံးပဲသုံးတယ်။ဖုန်းနံပါတ်မှာ Viber သုံးတယ် Viber ဒီလွှဲတဲ့ပြည်စာလေးပို့လို့ရတယ် Viber မသုံးတဲ့ညီကိုနှမတွေကမဝေကိုဖုန်းတိုင်းရိုက်ခေါ်လို့ရတယ်။နော်မဝေရှိမှာအဖွဲ့ဝင်ကျမလေးဆိုတဲ့မိသားစုတွေဆိုလို့ရှိရင်မဝေဘက်ကတက်နိုင်ဆုံးအကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်အပတ်တိုင်းမှာဇာရိုးပတ်သီးတွေမွေးကွက်တွေထွက်အောင်မဝေဘက်ကစူးစမ်းပေးတာမဝေမိသားစုတွေအတိဆုံးနော်မဝေရှိမှာဝင်နေတဲ့လူကောင်းတွေဆိုလို့ရှိရင်ဇာရိုးပတ်သီးရောမွေးကွက်ကောထွက်တာမဝေညီကိုနှမတွေအတိဆုံးနော်ဝင်လာခဲ့ပြီအတန်လေးပါလေးနဲ့ပါရင်လည်းတောင်းပန်တယ်နော်မဝေမိသားစုတွေကြဝင်လာခဲ့ပြီမဝေ channel လေးကအသစ်ဖြစ်တဲ့အတွက်လိုက်ရန်စခါပါလေးတွေနှိပ်ပေးထားမှအဆင်ပြေမှာလိုက်ရန်စခါပါလေးတွေမနှိပ်ထားရင်မဝေမိသားစုတွေအဆင်မပြေဘူးနော်မဝေမိသားစုတွေမဝေ channel ဒီအကောက်အဟောင်းနေရဘန်းခံထားတို့အကောက်တဲ့နဲ့လှတဲ့အတွက်မဝေမိသားစုတွေကအကောက်ကလေးကိုတွေးပြီးစွာနဲ့လိုက်ရန်စခါပါလေးတွေနှိပ်ထားမယ်ရှယ်မှုရှယ်အားလေးတွေကူညီမယ်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းဝန်းကူညီပေးမယ်နော်ကဲဒီနေ့မှာဆိုလို့ရှိရင်လည်းမဝေမိသားစုတွေမဝေနေကုန်စားပေးခဲ့တာ3ညပတ်တီး2ပတ်တီးကဲ2ပတ်တီးနဲ့42ဆက်နော်42နဲ့2ပတ်တီးထအောင်ပြန်ပြီမဝေမိသားစုတွေကိုမဝေအကောင်းဆုံးလေးစူးစမ်းပြီးမနက်မထွက်ရင်ညနေထွက်မယ်လို့မဝေပြောခဲ့တယ်နော်နေကုန်စားမဝေလွှင့်ပေးတာအခုပဒီကိုဖိုင်လေးတည်လဲနေကုန်စားပဲနော်အခုပဒီကိုဖိုင်လေးတည်တဲ့နေကုန်စားပဲမဝေလာတင်ပေးတာမဝေပေးလိုက်တဲ့ပတ်တီးလေးတွေမဝေရဖွင့်ဝင်ခေါ်ပြီးဆိုလို့ရှိရင်ကနန်းတော်အောင်မပြောဘူးကနန်းလိုချင်တဲ့ညီကောင်မတွေရမဝေရှိမှာကဆက်ကြီးလေး1000ကျပ်နဲ့အဖွဲ့ဝင်မယ်နော်1000ကျပ်ကိုတက်နိုင်တဲ့ညီကောင်မတွေဆိုလို့ရှိရင်မနက်ဖြန်ကတောက်ကြနေလေးလက်ဆောင်ရမယ်ရှေ့တစ်ပတ်3ရက်စာအဖွဲ့ဝင်ပြီးသားဖြစ်မယ်မနက်ဖြန်ကတောက်ကြနေလေးကိုမဝေရှိရပြီးတော့ main ကွက်လေး3ကွက်လက်ဆောင်ရမယ်နော်ကဲလိုချင်ပါတယ်ဆိုတဲ့မိသားစုတွေမဝေဖုန်းနံပါတ်လေးကိုဖုန်းတိုင်းရိုက်ခေါ်မယ်Viber တွေလွှဲတဲ့ပြေစာပို့မယ်နော်ကဲဝင်လာခဲ့ပြည်သက်လေးတို့အကြိုက်ချင်းတူတဲ့မိသားစုတွေ comment ကလေးမှာဝင်ပြီးတော့ပေါက်ကြီးလေးတွေဝင်ပြီးမှန်းခဲ့ပြီးခဲ့နော်မဝေဗီဒီယိုဖိုင်လေးရဲ့အောက်မှာ comment ကလေးမှာပေါက်ကြီးလေးတွေဝင်ပြီးမှန်းခဲ့ဒီနေ့ဆိုလို့ရှိရင်8ကြိမ်ရောမဝေ6ကြိမ်ရှိသွားပြီမှန်းတာနော်ကဲမဝေမိသားစုတွေ8ကြိမ်ကို6ကြိမ်ရှိသွားပြီမှန်းတာအဲ့လိုမျိုးလေးပဲထပ်ပြီးတော့မနက်ဖြန်ကတောက်ကြံနေပွဲသိမ်းနေလေးမှလည်းအကောင်းဆုံးလေးထပ်ပြီးစူးစမ်းပေးထားတယ်အကြိုက်ချင်းတူပါတယ်ဆိုတဲ့မိသားစုတွေကစားမယ်မနက်ဖြန်ကိုလည်းနေကုန်စားကစားမယ်မဝေပေးလိုက်တဲ့ပတ်သီးနဲ့မဝေညီကုံနမတွေမှာရှိတဲ့ကနန်းလေးရှိတယ်ဆိုရင်မဝေပေးလိုက်တဲ့ပတ်သီးကိုမဝေမိသားစုတွေက main ကွက်ကလေးထုတ်ပြီးတော့ကစားနော်အဖွဲ့ဝင်နိုင်တဲ့လူကအဖွဲ့မဝင်နိုင်တဲ့မိသားစုကကြတော့ main ကွက်လေးထုတ်ပြီးကစားဘလို့ main ကွက်လေးထုတ်ရမယ်ဆိုမဝေပေးလိုက်တဲ့ပတ်သီးနှလုံးနဲ့တဲလေးလူမှာရှိတဲ့ကနန်းတစ်လုံးရှိတယ်ဆိုရင်အဲ့အောင် main ကွက်ထုတ်ပြီးတော့ကစားမယ်နော်လူဟောင်းလေးဆိုလို့ရှိရင်လည်းအဖွဲ့ပြန်ဝင်လို့ရပြီမဝေမိသားစုတွေနော်ဒီတစ်ပတ်မှာလည်းမဝေမိသားစုတွေဇာရိုးပတိအောင်မွေးကွက်ကိုထွက်တယ်လို့ရှေ့တစ်ပတ်မှာလည်းအကောင်းဆုံးလေးထပ်ပြီးစူးစမ်းပေးထားမယ်နော်ကဲမဝေမိသားစုတွေပေါက်ကြီးလေးတွေလည်းဝင်ပြီးမှန်းခဲ့ပြီး comment အောက်ကလေးမှာနော်မဝေရဲ့ channel လေးကအသစ်ဖြစ်တဲ့အတွက် like and subscribe လေးလည်းနှိပ်မယ်အဲ့ရမှာမဝေမိသားစုတွေနော်မဝေဘယ်အချိန်လေးဗီဒီယိုဖိုင်ရိုက်ပြီးတင်လဲဆိုတာကိုသိမှာကဲမဝေဒီဗီဒီယိုဖိုင်လေးဒီနေကုန်စားလေးဖြစ်တယ်နေကုန်ကစားရမှာနော်မနက်မထွက်ရင်ညထွက်မယ်နေကုန်ကစားမယ်မဝေပေးလိုက်တဲ့ကနန်းဒီကဲရဆိုလို့ရှိရင်တဲလေးတို့မဝေကနန်းလေးတွေခေါ်ပေးခဲ့မယ်ကြိုက်နှစ်တက်တယ်ဆိုရင်ကစားမကြိုက်နှစ်တက်ဘူးဆိုရင်မကစားနဲ့ကဲဝင်လာပြီဆိုလို့ရှိရင်နော်မဝေ YouTube channel လေးကိုတွေ့ပြီဆိုတာနဲ့လက်မလေးတွေနှိပ်မယ်အသေးလေးတွေများများပေးမယ်လိုက်ရင်စခါပါလေးတွေနှိပ်မယ်နော်29ရက်2လ2026တောက်ကြနေ12နာရီ10မိနစ်ဈေးနဲ့ညနေ4နာရီဝယ်ဈေးနေကုန်စားနော်နေကုန်စားလေးမှာပတ်ကမဲ့ပတ်သီး6ပတ်သီး3ပတ်သီး6ကိုကြိုက်ရင်6ကိုပတ်မယ်3ကိုကြိုက်ရင်3ကိုပတ်မယ်ကိုစောမဲ့ကနန်းထဲမှာ6ပါတော့ကနန်း3ပါတော့ကနန်းဆိုရင်မနက်ဖြန်မှာနေကုန်စားမှာအားကောင်းတယ်နော်မဝေမိသားစုတွေ6ပတ်သီး3ပတ်သီးကြိုက်ရင်ကစားပါမကြိုက်ရင်မကစားနဲ့မဝေမိသားစုတွေနော်ကဲ3လုံးအပြီးပေါက်အခွေလေးပါပြောပေးခဲ့မယ်3လုံးအပြီးပေါက်ကြိုက်တဲ့ညီကိုနှမတွေမဝေရ main ကွက်တော့မပြောဘူးအဖွဲ့ဝင်ခေါ်နေတယ်ဆိုလို့ရှိရင် main ကွက်မပြောဘူးနော် main ကွက်လိုချင်ရင်ကဆက်ကြီးလေး1000ကျပ်နဲ့အဖွဲ့ဝင်မယ်မဝေမိသားစုတွေ3လုံးအပြီးပေါက်အခွေလေးဒီမနက်ဖြန်က
နေကုန်စာ3လုံးအပြီးပေါက်မနက်ဖြန်က12နာရီတမိနှစ်ကောညနေ4နာရီခွဲစီရောအပြီးပေါက်မှာ9ခွန်6ဆိုတဲ့အပြီးပေါက်9ခွန်6ဆိုတဲ့အပြီးပေါက်ကိုမဝေတို့ခွေထိုးမဲ့ဆိုရင်9ခွန်9 9ခွန်6ဆိုတဲ့ခဏလေး3ခွက်ပဲရမယ်အဘူးဒီ9ဘူးခွန်ဘူး6ဘူး3လုံးအပြီးပေါက်အခွေထဲမှာအပူးပါထည့်ကစားရမယ်နော်3လုံးအပြီးပေါက်အခွေထဲမှာအပူးလေးပါထည့်ကစားရမယ်မဝေမိသားစုတွေကိုမဝေဘက်ကတက်နိုင်ဆုံးအကောင်းဆုံးကြားအောင်စူးစမ်းပေးထားတယ်နော်ပတ်တီးတီ3ပတ်တီး6ပတ်တီးကြိုက်တဲ့ညီကိုနှမတွေကစားခဲ့အဲ့ဒါဆိုလို့ရှိရင်မဝေဗီဒီယိုဖိုင်လေးဒီမှာတင်နာတော့မယ်နော်မဝေမိသားစုတဦးတယောက်ချင်းစီတိုင်းအားလုံးကိုချစ်တဲ့ဒီဗီဒီယိုဖိုင်လေးဒီနေကုန်စာလေးဖြစ်တယ်အားလုံးကိုချစ်ပါတယ်ဘိုင်းမိုင်ပါ